တဲအောင်တော့ဝါဘီပိုးရှိရယ်စေးတောက်เสียတော့မလို့ဘူးအဲ့လိုစေးမတောက်ရရဲ့အဖွဲ့တွေရတော့ဒီကိုယ့်အိမ်မှာတူနေတဲ့သူတွေကိုကိုးဆက်နိုင်သလားဆိုရဲမေးခွန်းလေးတော်တော်ကောင်းတယ်ဒါကကိုယ့်အိမ်မှာဘီပိုးတယောက်တွေ့လို့ရှိရင်ဒါတခြားသူတွေဘလို့မျိုးဒီဘီပိုးပေါ်ကိုမြင်သိမ့်လဲဆိုရဲအမြင်လေးပေါ့လေပုံမှန်ကျွန်တော်တို့တဲအောင်တော့ဝါဘီပိုးတွေကိုကုဝယ်နေရမှာဒီစေးတောက်ရတဲ့အဖွဲ့ဆိုပြီးတက်ရှိရယ်စေးမတောက်ရတဲ့အဖွဲ့ဆိုပြီးတော့ရှိတယ်နှစ်ခုရှိရယ်ပေါ့လေဘီပိုးတွေတိုင်းစေးတောက်เสียမလို့ဘူးကျွန်တော်ပုံမှန်အဖြစ်ဒီအသေးအောင်တော့ဘီပိုးစေးတောက်နေရတဲ့သူတွေကဒီအသေးကိုထိနိုင်ချေအသေးချဝင်နိုင်ချေအသေးကန်ဆာဖြစ်နှုန်းများနိုင်ချေလူတွေမှာအသေးအောင်တော့ဘီပိုးစေးတိုက်ရတယ်ရှင်းရှင်းလေးပဲဘာလို့လဲဆိုတော့အသေးအောင်တော့ဘီပိုးဆိုတာမကူပဲပစ်ထားလို့ရှိရင်ပိုးကောင်ကြီးတားပွားလို့ရှိရင်အသေးကိုထိနိုင်ချေများတဲ့သူတွေမှာကျွန်တော်ကဒါစေးတိုက်ရမယ်ဆိုတာဒါသဘာဝပဲဘလို့လူတွေတိုက်ရလဲဆိုတော့ဘီပိုးကောင်ကြီးတားပွားတယ်ဒီ HPV DNA ဒီသွေးရရှိရဲ့အကောင်ဆိုရင်ဒီ2000ကျော်တွေ3000ကျော်တွေဒီများနေတဲ့သူတွေမှာဆိုရင်တောက်ခိုင်းတယ်ဆရာဝန်တွေတောက်ခိုင်းတယ်နောက်တစ်ခုကဒီအသေးထဲမှာရှိရဲ့ဘီပိုးကောင်ကြီးဆိုရင်လည်း1000ကျော်လာလို့ရှိရင်လည်းဒါအသေးကိုထိနိုင်ကြီးများတဲ့အတွက်စိတ်တောက်ဖို့ဆရာဝန်တွေတိုက်တွန်းကြတယ်အဲ့လိုမှမဟုတ်ဘူးတချို့ကျော်လည်းဒီအသေးကိုရောင်ရမ်းစေတဲ့ဓာတ်တွေတက်နေတယ်ဒီ ALDA ASDA အသေးရောင်တဲ့ဓာတ်တွေတက်လို့ရှိရင်လည်းတောက်ခိုင်းတယ်နောက်တစ်ခုကမျိုးထဲမှာအသေးရောင်တော်ဝါဘီပိုးရှိပြီးတော့မှအသေး6ဝင်သွားတယ်အသေးကန်ဆာဖြစ်ဖူးတဲ့မျိုးရိုးရှိရင်လည်းဒါတောက်ခိုင်းတယ်နောက်တစ်ခုကအာထရာဆောင်းတက်မှန်ရိုက်လိုက်တယ်ဒါကိုတိုင်ရလည်းအသေး6ကြီးဝင်နေရယ်ဘီဘိုးကောင်ကြီးတားနေနေတောင်မှတစ်ချိန်ချင်းမှပွားလာမလားမသိဘူးဒီအသေးကိုပို့ပြီးမှဒုက္ခပေးပြီးကန်ဆာဘက်ပြောင်းနိုင်ကြီးများတဲ့အတွက်တော့ဆေးတောက်ခိုင်းတယ်ဒီလိုမျိုးအချက်လေးပေါ်မှာမူတည်မှကျွန်တော်ကဘီဘိုးကိုဆေးတောက်ခိုင်းမတောက်ခိုင်းဆိုတာဆုံးဖြတ်တယ်ဘာဖြစ်လို့ဒါကြီးပြောနေလဲဆိုတာဒီအချက်တွေကြည့်မှာပဲကျွန်တော်ကသူများကိုကူးနိုင်မကူးနိုင်ဆိုတာသိမှာကိုโอเคဘလို့မျိုးလူတွေကသူများကိုကူးဆက်နိုင်ချေပုံများလဲဆိုရင်ကျွန်တော်ဘီပိုးကောင်းကြီးတားပွားနေတဲ့သူတွေတချို့ဆိုရင်ဒီ2000တို့2000ကျော်လာတယ်2သိန်းတို့3သိန်းတို့ဒီသွေးရဲမှာဘီပိုးကောင်းကြီးတားများလေသူတပားကိုကူးဆက်နိုင်ချေများလေပဲများလေပဲနော်အဲ့ဒီများတိုင်းနဲ့ကျွန်တော်ကဆေးတောက်ခိုင်းခြင်းမှာဆေးတောက်ရတာကျွန်တော်ဘီဘိုကူရဲ့နေရာမှာ immune tolerance phase ဆိုတာရှိတယ်ဒါဘူးတရာရစေနေတာတချို့ကြော်လဲဒီပိုးကောင်ကြီးတစ်ခုတည်းကိုပဲကြည့်ပြီးမှဆေးတောက်ဖို့မတောက်ဖို့ဆုံးဖြတ်တယ်ဆိုတာလဲမှားတယ်ကျွန်တော် immune tolerance ဆိုတာကျွန်တော်ခန္ဓာကိုယ်ရဲ့မှာဘီပိုးခုတ်ချိန်မှာစပြီးတော့ဝင်ရောက်လာတဲ့အခြေအနေအသေးတက်တွေဒီကောင်းတယ်ကျွန်တော် HBe antigen လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ခုခံအားသည်မထွက်သေးဘူး antibody မထွက်သေးဘူးเนาะ HBe ဆိုတာခန္ဓာကိုယ်ရဲ့မှာဘီပိုးကောင်ကြီးဒါပွားနေတဲ့အခြေအနေဒါပေမဲ့ခုခံအားကကျွန်တော်ခုခံအားကြီးကဒီဘီပိုးကိုတိုက်မဲ့ကောင်သည်မထွက်သေးတဲ့အခြေအနေအောက်မှာရန်သူတွေတားပွားနေတယ်ကျွန်တော်တို့အပေါ်ကကျွန်တော်တို့ခုခံအားမတိုက်သေးတဲ့အခြေအနေအသေးချောင်ရမ်းခြင်းလည်းမရှိဘူးဒီစစ်မြေပြင်မှာလည်းစစ်ပွဲတွေမဖြစ်သေးဘူးအဲ့ဒါကို immune tolerance phase လို့ခေါ်တယ်အဲ့လိုမျိုးအခြေအနေမှာကျွန်တော်ကဘီပိုးသေးစေသွားပြီးတိုက်เสียမလို့ဘူးเนาะပိုးကောင်ကြီးမှာအထဲထဲမှာ2သိန်းနေ3သိန်းနေရှိနေရတော့မှကျွန်တော်တို့ဆေးတောက်ခိုင်းเสียမလို့တဲ့အခြေအနေဘာလို့လဲဆိုတော့ကျွန်တော်အသေးအောင်တော့ဘီပိုးဆေးတောက်ခိုင်းတယ်ဒီ1004ဘားတွေတောက်ခိုင်းနေဆိုတာကကျွန်တော်တို့ခုခံအားနဲ့ဒီဆေးနဲ့တူတူတွဲပြီးမှဒီပိုးကောင်ကြီးကိုဖိထားဖို့အတွက်ခုခံအားမတိုက်သေးတယ်အသေးမရောင်သေးကျွန်တော်ကဆေးပေးเสียမလို့သေးဘူးစောင့်ကြည့်လို့ရတယ်အဲ့အခြေအနေမှာအဲ့အခြေအနေကိုကြော်လွန်သွားတယ်အသေးတွေရောင်လာရဲဆိုရင်မှအဲ့ချိန်မှာကျွန်တော်ကဆေးစတိုက်ရတာအဲ့လိုမျိုးတွက်တာနော်ဒါကြောင့်မို့ပိုးကောင်ကြီးတစ်ခုပဲသွားပြီးမှဆုံးဖြတ်လို့မရဘူးဒါပေမဲ့အဲ့လို immune tolerance phase မှာဆေးမတောက်သေးရတဲ့အခြေအနေမှာတောင်မှသူများကိုကူးနိုင်တယ်ကျွန်တော်အဲ့ဒါကိုသိစေချင်တာသူများကိုကူးနိုင်တယ်ပိုးကောင်ကြီးတအားများတယ်ခုခံရမထွက်သေးဘူးဆေးတောက်เสียမလို့သေးဘူးအသေးရလည်းထိမှမထိသေးရအဲ့လိုမျိုးအခြေအနေဆေးမတောက်ရတဲ့အဖွဲ့မှာသူများကိုကူးနိုင်တယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့စကားချီခဲ့ဟာတွေကဒီနေရာကိုရောက်အောင်ထိကျွန်တော်ဒါဆွဲခေါ်လာစေချင်လို့ဆေးတောက်เสียမလို့သေးရဲ့အခြေအနေမှာတောင်မှသူများကိုကူးဆက်နိုင်တယ်ရှိရဲ့ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်မှာပိုးကောင်ကြီးတားပေါ်နေလို့ဒါပေမဲ့အသေးပျက်စီးနိုင်ခြင်းမရှိသေးရဲ့အတွက်ကျွန်တော်တို့ကဒါကဆေးမတိုက်သေးပဲစောင့်ကြည့်နေရတဲ့သူတွေဒီသူများကိုကူးဆက်နိုင်ခြင်းများတယ်ပိုးကောင်ကြီးများလေသူများကိုကူးဆက်နိုင်လေများလေပဲနောက်တစ်ခုဆေးတောက်နေရရပဲထားလိုက်ဆေးတောက်နေရရင်တောင်မှသူများကိုကူးဆက်နိုင်ခြင်းရှိသေးရဲ့ကျွန်တော်တို့ကပိုးကောင်ကြီးနဲရင်သူများကိုကူးဆက်နိုင်ခြင်းနဲတယ်ပိုးကောင်ကြီးတားများရင်သူများကိုကူးဆက်နိုင်ခြင်းများတယ်လို့ပဲပြောတာနဲတာနီးများခြင်းလုံးဝမကူးပါလို့ပြောခြင်းမဟုတ်ပါဘူးတချို့ဆိုရင်လည်းဒီသွေးရဲမှာရှိရဲ့အကောင်က1000ခန်းလေးပဲရှိရဲ့900လို့1000လို့ပဲရှိရဲ့ဆေးတောက်เสียမလို့သေးဘူးအသေးတွေလည်းကောင်းနေသေးဆရာဝန်တွေကဆေးမတိုက်သေးဘူးဒါပေမဲ့သူများကိုကူးဆက်နိုင်နေတာဆိုရင်ကူးဆက်နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုပဲဒါကကူးဆက်နိုင်ခြင်းနဲလို့ပဲပြောတာ
ဒါက0လို့ပြောခြင်းမဟုတ်ပါဘူးဒါကြောင့်မို့ကိုယ့်အိမ်မှာဘီဘိုးတယောက်တွေ့တယ်အဲ့လူနာကလည်းစိတ်တောက်စရာမလိုဘူးပိုးကောင်ကြီးနဲနေရဆိုရင်တောင်မှမပေါ့ဆပါနဲ့တူတူနေရသူတွေသည်ဒီဘီဘိုးရှိမရှိကိုအရင်ဆုံးစစ်ပါတကယ်လို့မှဘီဘိုးမရှိဘူးဆိုရင်ခုခံအားကိုစစ်ပါတကယ်လို့ခုခံအားတားနဲနေရ30အောက်မှာရှိတယ်ကူးဆက်နိုင်ခြင်းများရယ်ဆိုရင်ဒါဘီဘိုးကာဝယ်ဆေးအပြည့်ထိုးထားပါလို့ပဲဒီနေရာမှာတိုက်တွန်းချင်ပါတယ်